မာတီယာ ဖာနက်ဒက်စ်ထက်3 စားလောက်ပိုကောင်းတဲ့ဒီကောင်လေးကိုပြန်လည်ခေါ်ယူတဲ့ United ပရိသတ်များလုံးပဲမင်္ဂလာပါ Red Revival Channel ကနေကြိုဆိုလိုက်ပါရီမန်ချက်စတာ United Academy ထွက်ကွင်းလယ်လူဟောင်း James Garner ရဲ့ Everton မှာပြသနေတဲ့အချက်လက်တွေကတော့တကယ်ကိုရင်သက်ရှူမောစရာကောင်းနေပါရီကွင်းလယ်ပိုင်းကိုကြီးကျယ်ပြန်လည်တည်ဆောက်နေတဲ့ United အနေနဲ့ဒီကစားသမားကိုလက်လွတ်ခဲ့တာကနှမျောစရာကောင်းလာပြီးအခုချိန်မှာအခြေအနေတွေကိုပြန်လည်စုံစမ်းသင့်နေပြီဖြစ်ပါရီအချက်လက် metric တွေရကြည့်ရင် Garner ဟာဘောလုံးဆွဲပြည့်တဲ့အပိုင်းကလွယ်လို့ဂျန်နဲ့ခန်စစ်ကစားကွက်တည်ဆောက်မှုအပိုင်းတွေအားလုံးမှာ United ရဲ့ဖြစ်မဖြစ်တဲ့ Western ကွင်းလယ်လူမာတီယာ ဖာနက်ဒက်ထက်တိတိတတ်တာအသာစီးရရှိနေတာပါအထူးသဖြင့်ခံစစ်ပိုင်းတည်ငြိမ်မှုနေရာယူပုံစနစ်တကျရှိမှုနဲ့တိုက်စစ်အတွက်ကိုရနိုင်တဲ့အခွင့်အရေးတွေဖန်တီးပေးမှုမှာဖာနက်ဒက်စ်ထက်3 စားလောက်ထိကိုပုံမများပြအောင်စွမ်းဆောင်ပြသထားပါရီဒါလောက်ရေသွေးမြမားတဲ့အင်္ဂလန်သားကွင်းလယ်လူတယောက်ကို United ပရိသတ်တွေကြားထဲမှာအတိမတ်ပြုမှုအားနည်းနေတာကတကယ်ကိုအံ့ဩစရာပါပဲEverton ဘက်ကအလွယ်တကူရောင်းချဖို့အစီအစဉ်မရှိနိုင်သလိုအပြောင်းရွှေ့ဖြစ်လာဖို့ခက်ခဲနိုင်ပေမဲ့ကွင်းလယ်ကိုအနာဂတ်အတွက်ပြင်ဆင်နေတဲ့ United အနေနဲ့ကိုယ့်ရဲ့ငယ်မွေးချံပေါကစားသမားဟောင်းကိုတန်ဖိုးထားပြီးစုံစမ်းမေးမြန်းမှုတွေပြုလုပ်တင်တယ်လို့လည်းမြင်မိပါရီညီကိုတို့ကရောသဘောတူကြရလားဗျ